လူတယောက်ဟာသူများအလှလူတာကိုတားမြစ်လို့ရှိရင်တဲ့အန္တရာယ်၃မျိုးလောက်တာရောက်တယ်ပေါ့သူ့ဘာသူလှူတာကိုယ်နဲ့မဆိုင်အဲ့ဒါဒီ၃မျိုးကိုအန္တရာယ်ပြုတာရောက်တယ်ဘာလဲလို့ဆိုလို့ရှိရင်နော်အလှဒါယကကုသိုလ်ရဖို့အတွက်အန္တရာယ်ဖြစ်တယ်ဟုတ်လှူတဲ့လူကသူကသွားဟန်တာလို့မလှူနဲ့လို့ပြောသည့်အတွက်ကြောင့်ကုသိုလ်ရရမှမရတော့ဘူးလေအဲ့ဒါကြောင့်မို့လို့သူများလှူတာကိုတားမြစ်မယ်ဆိုလို့ရှိရင်တဲ့ဒါယကာရဲ့ကုသိုလ်အန္တရာယ်ကိုလည်းသူလောက်ရရောက်တယ်ကုသိုလ်ကိုအန္တရာယ်ပြုတာတားဆီးတာလည်းဖြစ်တယ်ပုံညံတရယ်လို့ခေါ်တာပေါ့နော်ကုသိုလ်ရရမှမရတော့ဘူးကုသိုလ်ကောင်းမှုရဲ့အန္တရာယ်ဖြစ်သွားတယ်ကုသိုလ်မဖြစ်တော့နောက်တစ်ခုကဘာတော့ဆိုအလူကံပုဂ္ဂိုလ်အတွက်ရရမဲ့ပစ္စည်းမရလိုက်ဘူးဆိုသူ့ကိုလည်းပဲလာဘန်တရယ်သူရရမဲ့ပစ္စည်းအတွက်အန္တရာယ်လုံးလိုက်တာပဲတဲ့ဒါတော့အလူကံပုဂ္ဂိုလ်အလူတဲ့ပုဂ္ဂိုလ်ကဒါယကာကကုသိုလ်ရရမှမရတော့ဘူးအလူကံပုဂ္ဂိုလ်ကလည်းပစ္စည်းရရမှမရတော့ဘူးဟောအလူကံပုဂ္ဂိုလ်ကိုလည်းကုသိုလ်မဖြစ်အောင်အန္တရာယ်ပေးလိုက်တာနဲ့တူတူပဲတဲ့လူခံတဲ့ပုဂ္ဂိုလ်လည်းပဲပစ္စည်းရရမှမရအောင်အန္တရာယ်ပြုတာနဲ့တူတူပဲတဲ့မြတ်စွာဘုရားဒါမျိုးငါဘယ်တော့မှမလုပ်ဘူးနောက်ဆုံးမှာသူများလှူတာကိုဟန်တားတဲ့ပုဂ္ဂိုလ်ဟာတဲ့မဟန်တားခင်ကတည်းကသူ့ရဲ့စိတ်ယုတ်မှာကြောင့်မို့လို့သူများလှူတာသူကသူလှူတာပဲလေအဲ့တော့မလိုမုန်းတားတဲ့စိတ်နဲ့ဟန်တားတာဖြစ်သွားတာဖြစ်သွားတော့မဟန်တားခင်ကတည်းကသူကခုနကကောင်းမှုရဲ့အန္တရာယ်မဖြစ်ခင်ရရှိမဲ့ပစ္စည်းလာပါရရှိမဲ့အန္တရာယ်ကိုမပြုတ်ခင်ချွတ်တင်ပြီးတော့သူ့ရဲ့ဂုံတိတ်ခါတွေသူဖြည့်ဆည်းပြီးသားဖြစ်သွားပြီဒီလိုဆိုလို့လေနော်အဲ့တော့မြတ်စွာဘုရားဆိုလိုတာကသူများလှူတာကိုမလှူနဲ့လို့တားတဲ့ပုဂ္ဂိုလ်ဟာဒီအချက်၃ချက်ကိုသူ့မှာထိခိုက်နစ်နာမှု၃ခုသူလုပ်တဲ့အလုပ်ကြောင့်ကာယကံမှာကုသိုလ်ရရမှာမရတော့ဘူးအလူကံပုဂ္ဂိုလ်ပစ္စည်းရရမှာမရတော့ဘူးသူကိုယ်တိုင်မှာကိုယ့်ရဲ့ဂုဏ်သိက္ခာကိုကိုယ့်အကိုဖြည့်ဆည်းပြီးသားဖြစ်သွားပြီတဲ့၃ခုဒီလို၃မျိုးအတွက်အနေဖြစ်သွားတယ်လို့ပြောဒါကြောင့်မို့လို့အလှူဒါနနဲ့ပတ်သက်ပြီးတော့တိရစ္ဆာန်ပဲကျွေးလူကိုပဲပေး